အားလုံးပဲမင်္ဂလာပါကျွန်တော်အခု Shortmate POS software ပေါ့နော်ဒီ software နဲ့ပတ်သက်ပြီးတော့အထဲမှာဘာ module တွေဘာခလုတ်တွေပါလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်အခုကျွန်တော်တို့ download လုပ်ပြီးတော့လို့ရှိရင်ဒီ Shortmate application နဲ့ဝင်မယ်ပေါ့နော်ဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ license key တောင်းတယ် license key တောင်းတဲ့ဥစ္စာကို license key ထည့်ပြီးတော့လို့ရှိရင် activate လုပ်လိုက်တာနဲ့ software ထဲဝင်ပြီးတော့သုံးပြလို့ရမယ်ပေါ့နော် license key ထည့်တဲ့အချိန်မှာတော့ကျွန်တော်တို့internet line လေးဖွင့်ထားလို့အဆင်ပြေမယ်ဒီမှာကျွန်တော် license key မှာစပြီးတော့ကျွန်တော်အင်္ဂလိပ်စာရဲ့မြန်မာစာရဲ့ဆိုပြီးတော့ကျွန်တော်ရွေးဖို့အတွက်ထည့်ပေးထားတယ်တကယ်လို့မြန်မာစာပြောင်းချင်တယ်ဆိုရင်မြန်မာစာပေါ့နော်အဲ့မှာ license key တစ်ခုကိုထည့်မယ်ထည့်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ပြီးရင်ဒီမှာအသက်သွင်းပြီးအဲ့ကောင်နှိပ်မယ်နှိပ်လိုက်ပြီဆိုလို့ရှိရင်ဒါကျွန်တော်တို့ကခုကျွန်တော် try ရဲ့9အစမ်း3ခွင့် license key ကိုထည့်ပေးထားတာဖြစ်တဲ့အတွက်ထည့်ပြီးစမ်းသပ်ပေးသွားတာဖြစ်တဲ့အတွက်9ရက်တက်တန်းရှိမယ်ဘယ်နေ့မှာ expire date ဖြစ်မယ်ကုန်မယ်ဆိုတဲ့ဥစ္စာကိုခုနက screen မှာပြပေးထားတာဖြစ်ပါတယ်ခုဒီကောင်ဒီကဝင်အထက်ဝင်ရောက်ပြီးသွားပြီဆိုလို့ရှိရင်ပင်မဆိုတဲ့ခလုတ်ပါမယ်ကျွန်တော်တို့အင်္ဂလိပ်စာရွေးချင်တယ်ဆိုလို့ရှိရင်လည်းဒီထောင်မှာအင်္ဂလိပ်ရွေးမယ်နော်ဒီထောင်လေးမှာရွေးချယ်လို့ရမယ်အင်္ဂလိပ်စာရွေးမြန်မာစာဆိုမြန်မာစာပေါ့နော်ပင်မ home screen ပါမယ်ကုန်ပစ္စည်း product တွေဒီထဲမှာဇယားထဲမှာအကုန်လုံးပေါ်မယ် product list ပေါ့နော်ကုန်ပစ္စည်းဇယားပါမယ်ပြီးရင်အဝယ်ကျွန်တော်တို့ကကုမ္ပဏီတစ်ခုခုကနေဆိုင်တစ်ခုခုကနေဝယ်လိုက်တဲ့ကုန်ပစ္စည်းကိုအဒီအဝယ်မှာစရင်းလာထည့်မယ်ပြီးရင်ရောင်းအားဒီပေးရောင်းအားဆိုလို့ရင်ကျွန်တော်တို့ဆိုင်မှာရှိတဲ့ပစ္စည်းတွေကိုကျွန်တော်တို့ရောင်းပေးသွားမှာဖြစ်တယ်ဒီရောင်းပေးသွားမှာဖြစ်တဲ့အထက်မှာဒီမှာငွေသားလက်ငင်းပေးတာတို့အကျွေး system တို့အကျွေးစနစ်တို့ဘာတို့ပါကျွန်တော်အကုန်ထည့်ပေးထားတယ်ဒါနောက်နေ့မှာကျွန်တော် module တစ်ခုချင်းစီခလုတ်တစ်ခုချင်းစီမှာဘယ်လိုအသေးစိတ်အသုံးပြုရတယ်ဆိုတဲ့ဥစ္စာကို video short video လေးတွေကျွန်တော်တင်ပေးသွားမှာဖြစ်ပါတယ်ပုံမူထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ report ရဲ့ setting ရဲ့အစီရင်ခံစာရဲ့ setting ရဲ့ထည့်ပေးထားတယ်ပြီးရင်ဒီ menu ပေါ့နော်ဒီ menu မှာဆိုလို့ရှိရင်ကျွန်တော်ပင်မ home screen ရဲ့ product ရဲ့ဒီအဝယ်တို့ရောင်းအားတို့ထည့်ပေးထားတယ်ပြီးရင်အစီရင်ခံစာလည်းဒီမှာထည့်ပေးထားတယ်အစီရင်ခံစာဖောက်တဲ့စရင်ထည့်ပေးထားတယ်အကျွေးစရင်ထည့်ပေးထားတယ်ပြီးတော့ setting ထဲမှာဆိုလို့ရှိရင်လည်းကိုယ်ဆိုင်ရဲ့အချက်လက်ကိုထည့်ထားလို့ရတယ်ဘာသာစကားပြောင်းလို့ရမယ်ဒီထဲမှာလည်းပြီးတော့ငွေကြေးမြန်မာ USD ချိန်လို့ရမယ်ပြီးတော့ line mode တက် mode အလင်းအမှောင်ဆိုလို့ရှိရင်လည်းပဲအကုန်လုံးချိန်လို့ရမယ်ပြီးတော့ကျွန်တော်အခုအစမ်းဆုံးအခမဲ့9ရက်တက်တန်းဥစ္စာ license key ကိုထည့်ထားတာဖြစ်တဲ့အတွက်ဒီမှာပေါ်နေတာ trial version တက်တန်းကုန်ဆုံးရက်က12ရက်နေ့8လပိုင်း12နေ့မှာကုန်မယ်ချမ်းရှိချိန်က9ရက်ပေါ့နော်ဒါအစမ်းဆုံးနဲ့ license ကိုကျွန်တော်ထည့်ထားတာဖြစ်တယ်အစမ်းဆုံးခွင့် license ကုန်သွားပြီဆိုလို့ရှိရင်ကျွန်တော်စီမှာထပ်မံပြီးတော့ lifetime ပေါ့နော်တက်တာ service လုံးဝ service ချိန်မရှိတဲ့တက်တာ license key ကိုကျွန်တော်စီမှာအားပေးလို့ရပါတယ်ကျွန်တော်စီမှာစမ်းသုံးနေတဲ့သူတွေကလည်းပဲ9ရက်အခမဲ့စမ်းသုံးလို့ရတဲ့ license key ကိုကျွန်တော်ထုတ်ပေးမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ထိလိုက်တာနဲ့အတန်တို့ vibrate တို့ကျွန်တော်ထည့်ပေးထားတယ် on off လုပ်လို့ရမယ်ပြီးရင် backup restore ပါမယ်ကျွန်တော် backup ဆိုလို့ရှိရင်ဖုန်းထဲမှာသိမ်းမယ်ဖုန်းထဲကနေပြီးတော့ပြန်ထုတ်ယူလို့ရမယ်ပြီးရင် Google Drive မှာသိမ်းလို့ရမယ်ဖုန်းပြောက်တာဖုန်းပြတ်တာတော့လည်းစိတ်ပူစရာမလိုပါဘူး Google Drive မှာသိမ်းမယ် Google Drive ကနေပြန်ပြီးတော့ restore လုပ်မယ်ယူမယ်ဒီ system တွေကျွန်တော်ထည့်ပေးထားတယ်ဒီကောင်ကတော့ app အကြောင်းပေါ့နော်ဒါတွေကတော့ကျွန်တော်ထည့်ပေးထားတယ်ဒါပါဝင်တဲ့ခလုတ်ကလေးအကြောင်းကိုကျွန်တော်မိတ်ဆက်ပေးတာဖြစ်ပါတယ်နောက်နေ့တွေမှာကျွန်တော်ခလုတ်တစ်ခုချင်းစီကုန်ပစ္စည်းမှာဘယ်လိုပေါ်မယ်အဝယ်ဆိုရင်ဘယ်လိုထည့်ရမယ်ရောင်းအားဆိုလို့ရှိရင်ဘယ်လိုထည့်ရမယ်ဒီ list တွေအကုန်လုံးကဒီကုန်ပစ္စည်းမှာလာပေါ်မယ်ဒီပင်မမှာရောင်းအားအမြတ်တွေလာပေါ်မယ်ပြီးရင်ကျွန်တော်တို့ဒီ report မှာလာချုပ်တွေနှစ်ချုပ်တွေအကုန်လုံးလာပေါ်မယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ခလုတ်တစ်ခုချင်းစီအကြောင်းကိုနောက်နေ့တွေမှာနောက်ဗီဒီယိုတွေမှာအသေးစိတ်မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်နောက်ဗီဒီယိုတွေကိုလည်းဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ